အားလုံးပဲလာပါတော့ကြိုဆိုလိုက်ပါတယ်ဗျဒီကတော့ဒီထိုင်းဖုံပေါ့နော်ထိုင်းဖုံဒီထက်ဖုံအရှိပေါ့နော်ဖုံပဲလွှဲနေကိုလာပြောပြပေးတာဖြစ်ပါတယ်ဗျဒီမှာတောင်းဆိုထားတဲ့မိုက်ဆွေရှိလို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စာကြည့်လိုက်အောင်ပေါ့နော်စာကြည့်လိုက်အောင်ဆိုလို့ရှိရင်ဒီပထမဦးဆုံးကတော့ဒီကိုယ့်ရဲ့ဖုံကပေါ့နော်ကိုယ့်ရဲ့ဖုံက3လအထက်တော့6လအထက်ရှိနေရမယ်ဒီဖုံကရဲ့သက်တမ်းပေါ့နော်နောက်ပြီးတော့ရှိရလေပဲဒီဘတ်200ထက်အနေဆုံးပုံထားတဲ့ဖုံကဖြစ်ရမယ်ပေါ့နော်နောက်ပြီးတော့ရှိရလေပဲဒီကိုယ့်ရဲ့ဖုံထဲမှာပိုက်ဆာ25ဘက်ကအထက်ရှိနေရမယ်ပေါ့နော်အဲ့ဒါမှနေပြီးတော့ပိုက်ဆာလွှဲလို့ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီပထမဦးဆုံးပိုက်ဆာလေးစိုက်ကြည့်လိုက်အောင်ပေါ့နော်ဒါ101ဆိုပြီးတော့နောက်ပြီး share ဆိုပြီးတော့ဒီဖုံကိုလေးကိုနှိုက်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်50ပတ်ရှိရပေါ့နော်50ပတ်ရှိလို့ရှိရင်ပိုက်ဆာလွှဲလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီကိုကလုံလောက်တဲ့ပမာဏလည်းရှိတာဖြစ်တဲ့အတွက်အလုံးလိုက်ပြီးတော့ပိုက်ဆာလွှဲလိုက်ရအောင်ပေါ့နော်ပထမဆုံးရှိမှာstar 112 star ဆိုပြီးတော့ကောက်ခံလိုက်မယ်ပေါ့နော်အဲ့လိုကောက်ခံလို့ပြီးတော့ဆိုလို့ရှိရင်ဒီမှာဒီနောက်မှာကိုလွှဲရှယ်တဲ့ဖုန်းနံပါတ်ပေါ့နော်ဥပမာဆိုလိုတာကတော့ကိုလွှဲမဲ့ဖုန်းနံပါတ်ဥပမာသူများ6ဆိုတော့ဒီဖုန်းနံပါတ်တွေကိုလွှဲမယ်ပေါ့နော်ဒီဖုန်းနံပါတ်ကိုရိုက်ပြီးသွားလို့ရှိရင်စတာဆိုပြီးတော့ခံလိုက်မယ်စတာဆိုပြီးတော့ခံလိုက်ပြီးလို့ရှိရင်ဒီမှာ20ပဲလွှဲပြမှာပေါ့နော်20ရေးလိုက်မယ်နောက်ပြီးတော့ share ဆိုတဲ့အလုံးကိုခါလိုက်မယ်ပေါ့နော်ဒီမှာဒီအရေးကြီးတဲ့ရှစ်ကဒီကိုယ့်ရဲ့ဖုန်းထဲမှာ25ပဲရှိမှရမှာပေါ့နော်သူကလွှဲရမယ်ပိတ်စာအနည်းဆုံး20လွှဲရမယ်ဒီထက်ကတော့ပေါ့နော်နောက်ပြီးတော့ရှိရလေပဲဒီဖိခါပေါ့နော်လွှဲခါကနေပြီးတော့3ပတ်စားတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကြည့်လိုက်အောင်ဆိုလို့ရှိရင်ဒီမှာဒီကိုဆိုတဲ့အလုံးပေါ့နော်ဒီကိုဆိုတဲ့အလုံးလေးကိုနှိုက်ပေးလိုက်မယ်ဒီလုံးလေးကိုနှိုက်ပေးလိုက်တာ ਨੇ ဒီမှာဆိုလို့ရှိရင် UAE quite as bank process ဆိုပြီးတော့သူစားတတံပေါ်လာလိမ့်မယ်ပေါ့နော်နောက်ပြီးတော့ရှိရလေပဲအပေါ်မှာ message ဆောင်ဝယ်လာလိမ့်မယ် you have successfully transfer ဆိုပြီးတော့ပေါ့နော်ဟိုဘက်ဖုန်းကိုလည်းပဲ message ဝယ်လာပြီပေါ့နော်ဆိုလိုတာကတော့အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီ message လေးကိုဝယ်ပြီးတော့ကြည့်လိုက်အောင်ပေါ့နော်message လေးကိုဝယ်ပြီးတော့ကြည့်လိုက်လို့ရှိရင်ဒီအခုလို့သူပိတ်စာပို့ပေးလိုက်ပြီဆိုတဲ့အကြောင်းကိုဒီမှာဒီဖုန်းနံပါတ်ကိုသူဒီမှာဘန်20လွှဲပေးလိုက်တယ်နောက်ပြီးတော့ရှိရင်ဒီမှာ3ဘတ်ပေါ့နော်3ဘတ်ကသူလွှဲခါနေပြီးတော့စားတယ်ဆိုပြီးတော့ message တွေဆောင်ဝယ်လာနိုင်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီကိုလွှဲတဲ့ပမာဏလေးပဲဟိုဘက်ဖုန်းကိုရောက်သွားပြီပေါ့နော်နောက်ပြီးတော့ရှိရင်ကိုလွှဲတာလေးပဲအောင်မြင်သွားပြီဒါတော့ဒီအရေးပေါ်ကိစ္စရှိရဲလွှဲလို့ရအောင်လို့လာပြောပြပေးတာဖြစ်ပါတယ်ဗျအဲ့တော့ဒီလောက်ဆိုလို့ရှိရင်အားလုံးနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်သိချင်တာလေးရှိလို့ရှိရင်လည်းပဲမေးထားလို့ရပါတယ်အားလုံးရှိလာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေဗျ